ဒီတစ်ခေါက်လက်ပံပွင့်နေကြွေခဲ့နှကန်းဖူးဖူးလေးကိုမလွမ်းဘူးလို့ညာမယ်မညီမညာစမိတ်လေးကိုမလွမ်းဘူးလို့ညာမယ်တေတံကိုအယူခံဝင်လို့ရရင်ဒီရာဒီပွင့်မယ်ခောက်ဝဲပန်းတွေကိုမင်းအပြုံးလေးပြန်မြင်ရမှပွင့်ခိုင်းခြင်းနဲ့49ဒီဂရီစောင်းနေတဲ့ကဘာကြီးပေါ်မှာကျွန်တော်တို့မြစ်တာတွေတစ်ခါတည်းရန်တိုက်မိကြပြီတဘောဝစာလွဲခဲ့ကြတာမဆမ်းပါဘူးမေပတိုင်းဘူးတွေရင်ဝယ်ပိုက်ရင်ဒီနေဝင်သွားရင်တစ်ဖက်ကတာတဲ့လောက်ကျွန်တော်တတိမရှိဘူးဆိုတဲ့အကြောင်းပုံပြင်ဆန်ဆန်ပြောပြရအောင်မမှတ်လားဆော့ဆော့အိပ်ပါတော့မေ